ံပြင်တဲ့နည်းကံပြင်ရမယ့်နည်းကဘာလို့ဆိုလို့လူတိုင်းမကောင်းမှုအကုသိုလ်လုပ်မိတယ်ဆိုတော့ချင်းလေးတွေကြိုးလေးတွေကစပြီးတော့တတ်မိတယ်ဆိုတော့ပါဏာတိပါဒကံလုပ်တယ်ဆိုဒီနေ့ကနေစပြီးတော့ချင်းလေးတွေကြိုးလေးတွေပွဲစိတ်လေးတွေကစပြီးတော့ဘယ်အကောင်မှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပါဒအမှုဆိုတာမကောင်းဘူးများလာလို့ရှိရင်အပင်ငရဲကိုချရတဲ့အပင်ငရဲဖြစ်စေတတ်တဲ့အပင်ငရဲကလွတ်လာလို့ရှိရင်လည်းယောဂများတယ်အသက်တိုးတယ်လူကရောက်လာတဲ့လူတွေကြည့်လေငယ်လေးတွေဆေးကန်းသွားနေရတဲ့လူတွေရှိတာပဲငယ်လေးတွေကယောဂနဲ့တချို့မြေပေါက်စားလေးနဲ့ဟိုယောဂပါလာရှင်းတော့ကဆိုအသက်ကြီးမှသွေးတိုးတို့ဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်လေးနဲ့သွေးတိုးတွေလည်းပြည့်အဲ့တော့ယောဂဆိုတာအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ကငယ်တည်းကကိုယောဂများလာတယ်ပြီးတော့လည်းအသက်လည်းတိုးတယ်ဟောပါဏာတိပါဒအမှုကမကောင်းဘူးလို့သိလာတဲ့အခါမှာဒီကံတရားကလွတ်မြောက်ခြင်းလို့ရှိရင်ဘယ်လိုလုပ်ရမလဲဥပမာတတ္တဝါအသက်တတ္တမကောင်းဘူးဆိုတာမြင်ရမယ်မြင်ပြီးသည့်အတွက်ကြောင့်သူများအသက်တတ်ဖို့ရှောင်ရမယ်ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကြိုးစားဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါဒကံကတဖြည်းဖြည်းနဲ့သူ့ကိုကုသိုလ်ကံတွေကလွှမ်းမိုးထားသည့်အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးခွင့်ရေးမရဘူးလို့ဒီလိုပြောပျောက်သွားတယ်လို့ပြောတာမဟုတ်ဘူးနော်အခွင့်ရေးမရအောင်လုပ်ထားတယ်